Hi guys, welcome back. The video မစခင်မှာ like and subscribe လေးနေပေးကြဖို့မမေ့ပါနဲ့နော်ဒီလိုလုပ်ပေးတာဟာဆိုရီအတွက်အရန်ကိုညီရပါတယ် Okay ဒီနေ့ဆိုရီကမိုင်းတော့တူးပြီးတော့အိမ်ဆောင်မှာဖြစ်ပါတယ် Okay စလိုက်ရအောင်အရင်ဆုံးဆိုရီကဝတ်တယ်အရင်ဆုံးယူမှာပေါ့နော်Okay, oh, တော့ထည့်လိုက်မိတယ်ပြန်ပြီးတော့ accident Okay နောက်ထပ်ယူလာအောင်မယ်ဝတ်တွေမလောက်မှာဆိုOkay ပြီးပါပြီနောက်ထပ်ခုံမယ်ထင်တယ်မလို့တော့ crafting table ရင်လောက်လိုက်အောင်မယ်ပြီးတော့ pickaxe လို့ stone တွေယူဖို့ stick okay stick လောက်ပြီးတော့ pickaxe လောက်ပါဘောနော် crafting table ချလိုက်မယ် pickaxe okay wooden pickaxe alright ဘယ်တော့ကြည့်အောင်မ stone တွေရှိတော့ဒီမှာမိုင်းအာယုံလည်းရှိရယ်အာယုံယူရအောင်မယ်ခါပြောကြရင်တင်လားဘယ်လိုတော့ခဏလေးဒါတီးပြောကြလိုက်တယ်ခုံမယ်ကွာပခေါ်လုံးမယ်ပခေါ်ဒါတွေအရင်ဆုံးဖြတ်ပြစ်မယ်ပြီးတော့ခုံမယ်Wee! Oh, Bakopo. Stone you. Oh my god, I break the stone with the wood. I just change it. Okay, I do me. I do. Okay, stony. Wooden pickaxe ကိုတောင်းလိုက်မှာပါလို့ဆိုနှမျောလို့ပြစ်ဖို့နှမျောလို့ stone သူကဘယ်လိုလဲတုံးလို့ရတည်းလေ stone နေပါလို့ရင်ဒူးလို့ရတယ် Okay feel လို့ရအောင်မီးဖို့ဒီမှာကျိုးဝါလည်းမရှိသေးဘူးခေါ်အောက်မှာခုနတွေ့အောက်မှာရှိတော့ဟိုမှာရှိဒီမှာတော့ယူOkay ခေါ်ယူအောင်မယ်ခေါ်ရီOkay ရပြီအာယုံကျုံအာယုံနဲ့တောင်းရှိတယ်ထပ်ပြီးတော့တရှာလိုက်အောင်မယ်ရှိတော့တယ်ဘယ်မှာဘယ်မှာတွေ့ပြီအာယုံWow cool လိုနဲ့ညတော့ရောက်တော့မယ်အဲ့ဒါဆွန်ပြီးထွက်လာပိတ်အောင် Okay အာယုံကျုံပြန်အာယုံ pickaxe လုပ်မယ်အာယုံ pickaxe လုပ်ရညရောက် pickaxe Okay
ထပ်တိုးလိုက်အောင်ဒီဝဒန်ပီကန်ပြတ်တော့โอเคရတော့တိုင်းကလုံးမယ်တိုင်းကတရှိမောင်မဲနေပဲဖြောင်းတိုင်လောက်လိုက်ဖြောင်းတိုင်မဟုတ်ဟွာ toast မိတိုင်ဒီဘက်မှာထားโอเคပြတော့မယ်ဝဒန်ပီကတိုင်းမရှာလိုက်အောင်အောက်မှာတူးတော့ရင်တိုင်းမတွေပါကန်ကောင်းရနိုင်ပြတ်သွားတိုင်းမလို့ဖြတ်ပြီးတော့အောက်ဆင်းပြီးသွားချလိုက်မယ်ဒါမှမဟုတ်ရနိုင်ပြင်မှာကြည့်အောင်မောင်မဲနေရတယ်အပြင်ထွက်ပြီးတော့နောက်မိုင်းတနေရာမှာသွားချလိုက်မယ်တင်တယ်ဘက်မှာတော့ကြည့်လိုက်မယ်ဟိုမှာအာယွန်းတွေ့ပြီနောက်ထပ်အာယွန်းနေအောက်ကိုပဲတိုးလိုက်တော့မယ်ကန်ကောင်းတော့တိုင်းမင်းနေပါလေတွေ့နိုင်ရလေအများဆုံးကတခါလေဆိုရင်မိုင်းနေပါရှာဖို့ပြင်းဆိုအောက်ကိုပဲတူးသွားတော့ဘာမှမတွေ့တိုင်းမနောက်ဆုံးတော့တိုင်းမရပြီ Okay wow တိုင်းမရှယ်ပဲ wow ထပ်တူလိုက်အောင်မယ် nice မစိုးပြင်ပန်းလိုက်တာဒီမှာနောက်ထပ် nice 3 4ဒီမှာ5ခုရရယ် wow okay တိုင်းမှု14 3ရတော့ပြီ okay မစိုး nice အပေါ်မှာတွားပြီးတော့နောက်ထပ်မိုင်းတစ်ခုတော့ရှာလိုက်အောင်မယ်โอเคနောက်ဆုံးတော့ပင်ကိုရောက်ရှိပါပြီကိုကိုနတ်ပင်တရားကိုကိုကီလောက်ဖို့ထားမယ်ကိုနတ်မဟုတ်ဟွာချောကလက်ကိုကီလောက်ဒါမဲ့တို့ Minecraft ထဲမှာတော့ Coco Peas လို့ပဲရေးထားပါတော့ watermelon okay ဖေးဒီလည်းရခဲ့ပါတယ် okay ပြီးတော့ပြီနောက်ထပ်ယူလိုက်အောင်မှာ Coco Peas တွေမိုင်းမကနလာတဲ့ chest someone the chest မဖွင့်ရတယ် fish တွေ salmon တွေရှာ salmon fish okay plant တွေ wood တွေ bread တွေ carrot တွေ apple တွေပြီး wooden pickaxe နဲ့ wooden axeတစ်ပင်ခေါက်လာအောင်တစ်ပင်လေးလိုသေးတယ်တစ်ပင်ငါးတော့မကျန်တော့ဆိုရလဲရှိသမျှဟာတွေလမ်းမတွေ့တဲ့ဟာတွေအကုန်ကောက်ယူခဲ့ပါတယ်အများဆုံးတွေ့တာတော့ Coco Peas ပါဆိုရသွားရင်နဲ့ရွာတရွာကိုတွေ့ခဲ့ပါတယ်
ဒီမှာရွာရောက်နေပါပြီအိုးအတိကဆိုရတော့ရွာပဲရောက်အောင်လေဆိုရဟေးတွေပါတယ်အရင်ဆုံးရွေဒါပေမဲ့ခုညရောက်ပြီဆိုကြီးတညတော့အိတ်ပြီးတော့ဟွာရွာထဲကပစ္စည်းတွေကိုလိုက်ယူမှာပေါ့နော်အတိကတော့ဟေးတွေပါစပားတွေတာတွေစပား blocks တွေ okay ဒီဟာလေးယူလိုက်အောင်မဟေး blocks တွေယူလိုက်အောင်မယ်ဆိုရရှိသမျှရွာသားတွေရဲ့ပစ္စည်းတွေကိုအကုန်လုံးလိုက်ယူတာပေါ့နော် chest တွေပါတယ်လေယူတာပေါ့နော် chest တွေကပစ္စည်းတွေလည်းယူတခုမကြောင်အကုန်ယူခဲ့ရတဲ့ save ဖို့တဲ့ဟာတွေရောအကုန်ယူခဲ့ပါတယ်ပြီးတော့အိယာတခုလည်းမားခဲ့ပါတယ်ပြီးတော့ hay blocks တွေလည်းအများကြီးရခဲ့ပါတယ်ဒီရွာ hay blocks တွေအများဆုံးပဲဒီတဲကန်သားရဘက်မှာနေဒီတဲကန်သားရထဲမှာနေတဲ့ရွာပေါ့နော်hay block အများဆုံးပါပြီးတော့လိုက်ရှာရဟိုတွားတီတွားနဲ့ရှိသမျှပစ္စည်းတွေအကုန်ယူခဲ့ပါတယ်ဒီရွာတွေက okay ဘာမှမရှိတော့မှဆိုပြီးဒီရွာနေထွက်သွားခဲ့ပါတယ်ပြင်းနဲ့လမ်းမှာ pumpkin တွေ့ခဲ့ပါတယ်အဲ့ဒီ pumpkin ကိုဖိုင်လုပ်ဖို့ယူသွားပါမယ်ရှိသမျှဟာတွေအကုန်ယူပါတယ်လမ်းမှာတွေ့သမျှဟာတွေအကုန်ယူပဲ okay အခုဆိုရင်ဆက်သွားပြီးတော့မိုင်းလေးတော့ရှာမှာပေါ့နော်ရှာပြီးတော့ diamond တွေအများကြီးရှာမှာပေါ့နော် diamond တွေရှာပြီးမှဆိုရင်ဒီအိမ်ဆောက်မှာပေါ့ okay ဆိုရင်ဟိုဘက်ကမ်းမှာတော့ရှာလိုက်ပါမယ်မိုင်းတော့ရှာမှာပေါ့အခုဆိုရင်ရေထဲမှာရေကိုးနေရokay တိုင်းနဲ့ဆိုရင်မိုင်းတစ်ခုတွေ့ခဲ့ပါတယ်ဒီမိုင်းကိုတူးပါဘောနော်ဒီမိုင်းကိုလိုက်တူးရေပုံဟိအိုး boy ဆိုရင်ဘာမှမမြင်အောင် 9% လို့ရယ်ဆိုရင် 9% လို့ချီတာလောက်လိုက်ပါတယ်9%ကိုcomment နဲ့ကောက်ရေးလိုက်ပါတယ်ချစ်တာလုပ်လိုက်ပါတယ်ဘာလို့မိုင်းကအကြီးပဲလေတချို့မိုင်းနေဆိုအကြီးပဲမီးတိုင်တော့မလောက်မီးတိုင်လည်းမလောက်ပြီးတော့မီးတိုင်လည်းအရန်လည်းမလင်းဘာမှလည်းတခါလေကြာရင်ကိုယ်ဘေးနားမှာဒိုင်းမွန်းရှိတာတော့မတွေ့ဘူးအကောင်းဆုံးကတော့ 9% ပါ potion တွေကလှုပ်တတ်တယ်ပစ္စည်းတွေပါရှာဖို့ကပြင်းစရာကြီးဆိုရင်မိုင်းတွေပါဆက်တူးခဲ့ပါတယ်အရင်ကြာလို့ဆိုရင်အမြန်နှုံးနဲ့လှုပ်လိုက်ပါတယ်ဆိုရင်အာယွန်းတွေအများကြီးရခဲ့တယ်အာယွန်းတွေပြီးတော့ခိုးတွေရောအောက်ဆင်းပြီးတော့ဆိုရင် diamond တော့ရှာမှာပေါ့နော် gold တွေလည်းတွေ့ခဲ့ပါတယ် gold တွေ iron တွေသွားရင်နဲ့ဆိုရ diamond တွေတွေ့ခဲ့ပါတယ် diamond လည်းတွေ့ခဲ့တယ်ဆိုရင်ဒီဗီဒီယိုလုပ်ရင်လည်းဆိုရင်မောင်လေးထိုင်ခုံမှာအိပ်ပျော်ပြီးတော့မောက်လဲသွားခဲ့ပါတယ်ပြီးတော့ဆိုရင် diamond နောက်ထပ်တွေ့ခဲ့ပါတယ်ရှာရင်နဲ့ diamond တွေအများကြီးရခဲ့ပါတယ်wow okay ဆိုရင်ရှာဖို့ပြင်ပန်းပြီးတော့ဆိုရင်အပေါ်ထပ်ပြန်တက်မှာပါအပေါ်တက်ပြီးတော့ဆိုရင်အိမ်ဆောက်မှာပေါ့နော်โอเคအခုဆိုရင်အိမ်ဆောက်ပြီးပါပြီဆိုရင်
ဆိုရင်အိမ်ဆောင်တဲ့ဗီဒီယိုကတအားကြာလို့ခဏပြုတ်ကြပြီးတည်ရတယ်ရှိတာမို့ဆိုရင်ဗီဒီယိုကြော်လိုက်ရတယ်ဆိုရင်တွိုင်းနဲ့ကျဲဦးတလုံးသွေးခဲ့လို့ကောက်ယူခဲ့ပါတယ်ပြီးတော့ fan လုပ်ဖို့ layer လုပ်ဖို့မြေကြီးရဲ့အရင်ဆုံးဖို့လိုက်ပါမယ်ပေါက်ပြားလုပ်ဖို့ stick တွေနဲ့ stone နဲ့လိုပါတယ် okay လုပ်ပြီးတော့ layer စိုက်ဖို့သွားပါတော့မယ်အခုစိုက်ဖို့ဝစ်စီတွေပဲကြံရတော့တယ်အခုဆိုရေးစိုက်ပြီးဆိုတော့ကိန်းမုံလုပ်ပါတော့မယ်ကိန်းမုံလုပ်ဖို့ပစ္စည်းတွေတော့ယူလိုက်အောင်မယ်စပားရလိုပဲကြက်ဥနဲ့နွားနို့3ပုံပေါ့နော်ပြီးတော့ sugar နှစ်ခုဆိုရေးကြိုးထားကိုရဲ့အာရုံနဲ့ရင်ဆုံးထုတ်ပြီးတော့ chest ထဲမှာပေါ့နော်အရင်ဆုံးပုံလုံးလိုက်အောင်မယ် bucket bucket နှစ်ခု chest မှာ bucket ရှိတယ်လို့ပဲတော့ကြည့်ရအောင်ခဏလေးဒီ chat မှာ bucket တွေ5ခုတော့ရှိနော်အာယုံတုံးလိုက်မိပြီနှစ်ခု bucket နှစ်ခုလောက်လိုက်နွားတွေကိုနွားနို့တော့ယူမှာပေါ့နော်အရင်ဆုံးသူတို့စပားကျွေးရအောင်မယ်အရင်ဆုံးစပားတွေကျွေးရအောင်မယ်ပြီးတော့ chicken နဲ့ကျွေးဖို့ wig seed တွေလိုပါတယ်chicken နဲ့ပဲရောက်သွားမှမသိခဏလေးလိုက်ရှာကြည့်အောင်ပဲရောက်သွားတယ်ခုနတန်ကြားသူတို့ပဲတယောက်မှထင်တယ်ဟုတ်တယ်ဒီမှာလာခဲ့လာငါလည်းလိုက်ခဲ့သူ့ရဲ့အသွေးဖို့ကပဲပျောက်သွားမှမသိခုနတွေ့ရchicken နဲ့စားကြွေးပြီးဆို sugar can တော့ရှာရအောင်မယ်ကြံပင်တော့ရှာရအောင်မယ်ကြံပင်နဲ့ကိန်းမုံလို့ဖို့ကြံပင်တရားလိုပဲလေတရားရလာပြီဆိုတော့ကိန်းမုံလို့ရအောင်နောက်တော့3ပုံဟိတ်3ခုရယ်ကျုပ်တစ်လုံး sugar တစ်ခု2ခုပေါ့နော်ကိတ်လိုက်ရrồiပုံပြန်ထားမယ် Get mission completing ဒီနေ့အလောဒီလောက်ပါပဲအရင်လည်းပြပန်းနေပြီကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင် like subscribe နေပေးဖို့လည်းမမေ့ပါနဲ့နော်ပေးရ bell လေးကိုလည်းတီးပေးဖို့မမေ့ပါနဲ့နော် bye bye guys